ဟဲ့အောင်ငမိုက်သားတယ်ဝေးရကြောစာလာတို့တပည့်တွေခေါ်နေတာဗျဒီကောင်တွေမှာညီမတွေမှမရှိတာအာရန်ကခေါ်ကြဟဲ့ထောင်းပြန်ရကြောဒါဆိုရင်တော့တေးကြရဲကွာဒီကောင်တွေငါ့ကိုခေါ်တယ်ဟဲ့အောင်လေကျောင်းမတွေကပြန်လာတာကြာသေးတာမဟုတ်ဘူးနော်မင်းညီမတွေကငါ့ကိုအလို့ရှိလို့ဘာပြောလို့လဲပြောဟဲ့လင်းမလော်ပြီးထောင်းထဲဝင်သွားတော့မင်းတို့ကဒူမိုက်တွေလားဒုက္ခပဲဒီကောင်တွေတော့ငရဲမဲ့ဖေကိုဒုံးနဲ့ထိုးနေပြီလူမိုက်ဟုတ်မဟုတ်သိရှင်လို့လားမင်းမထိုင်နေစအိုဓာတ်နဲ့အထိုးခံတဲ့ကောင်မေးလိုက်အလကားလာဦးနေတဲ့နားကြီးရဲ့ဟဲ့အဲ့ဒီတော့ရဲတွေတော့မင်းတို့ကန်ကောင်းသွားခုမင်းတို့တက်တော့နှောက်ပြမယ်ဒုက္ခပဲဒီကောင်တွေတော့အသက်နှုတ်ခံရတော့မှာပဲကိုကကြောနေကျုပ်တော့ရှင်းလိုက်မယ်ဒီကိစ္စကိုနေစမ်းပါဟဲ့အောက်ပိုင်းပြင်ကောင်းတာမဟုတ်ထိုင်ကြီးနေပွဲရော့ဒါဒီခဏကြိုင်ငါအသက်နှုတ်မယ်လားလာစမ်းပါဟဲ့ဆန်လာငါမင်းဖြဲချင်တိုင်းဖြဲပြီးသူ့ပြရတဲ့တိရှူးမဟုတ်ဘူးကွာငါမိချစ်ဆန်ငါ့ကိုလာကြည့်တော့မင်းကြောက်ပါပဲ